အရင်ကစိတ်ဆိုးဒေါသထွက်ခဲ့တဲ့ဒါမှမဟုတ်ဝမ်းနည်းကြေကွဲခဲ့ရတဲ့အဖြစ်အပျက်လေးတွေကိုတေးသေးချာချာပြန်ဆန်းစစ်ကြည့်လိုက်စမ်းပါအဲ့ဓာတွေတဲကအတော်များများဟာအရေးကြီးတာတွေမဟုတ်ကြပဲအသေးအဖွဲလေးတွေဖြစ်နေကြတယ်ဆိုတာကိုတွေ့ရမှာပါအဲ့ဒီအကြောင်းနဲ့ပတ်သက်လို့မကြခင်ကကျွန်တော်ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်တမနက်ရုံးကိုကားမောင်းပြီးသွားနေတော့ကားတစ်စီးဟာမီးချက်မပြပဲရုတ်တရက်ကားရှေ့ကိုဖြတ်ဝင်လာတယ်။ချက်ချင်းကားဘရိတ်ကိုနင်းပြီးကားကိုရပ်လိုက်လို့သူ့ကားကိုမတိုက်မိလိုက်ပါဘူး။ကားချင်းမတိုက်မိတဲ့အတွက်တကယ်ဆိုရင်ဒီအဖြစ်ကိုခေါင်းထဲကထုတ်ပစ်လိုက်ရမှာပါ။ဒါပေမဲ့ဒီအဖြစ်အပျက်ကိုပြန်တွေးနေရင်ဒေါသထွက်စိတ်ဆိုးပြေနိုင်ဖြစ်နေပါတယ်။ရုံးရောက်တော့လဲလုပ်ပေါ်ကိုင်ဘက်တွေကိုအကြောင်းကိုပြောပြပြီးဒေါသထွက်နေတယ်။ညနေရုံးဆင်းလို့အိမ်ပြန်ရောက်ရက်တော့လဲမိမကိုဒီအကြောင်းပြန်ပြောပြရင်စိတ်ထဲမှာဒေါသဖြစ်နေတော့မယ်အမှန်ဆိုရင်မစမစင်မချင်မောင်းတဲ့ကားမောင်းသမားတခြားတနေရာမှာကားတိုက်ရင်လဲတိုက်ပါစေလို့သဘောထားပြီးဒီဖြစ်ပျက်ကိုမေ့ပစ်လိုက်ရမှာပါဒါမှမဟုတ်အဲ့ဒီကားမောင်းသမားမှာတေးရေးရှင်ရေးအရေးကြီးတဲ့ကိစ္စတစ်ခုခုရှိနေလို့ခုလိုလှုပ်လိုက်တာဖြစ်မယ်လို့နားလည်ခွင့်လွှတ်ပေးလိုက်ရမှာပါဘလို့ပဲဖြစ်ဖြစ်ကားချင်းမတိုက်မိလို့ဒီကိစ္စကိုဆက်တွေးနေစရာမလိုပါဘူး။ဒါမှလည်းတခြားအရေးကြီးတဲ့ကိစ္စတွေအပေါ်မှာအာရုံထားနိုင်မှာပါ။မိတ်ဆွေလည်းအဲ့ဒီလိုအသေးဖွဲလေးတွေနဲ့နေ့စဉ်လိုမှကြုံတွေ့နေမိမှာပါ။ဥပမာယထာလက်မှတ်ဝယ်ဖို့တန်းစီနေတော့လူတယောက်ရှေ့ကနေကြားဖြတ်ဝင်စီတာမိမိအကြောင်းအတင်းပြောနေတာကိုကြားလိုက်မိတာလမ်းလျှောက်နေစဉ်လူတယောက်ကမတော်တဆမိမိပခုံးကိုဝင်တိုက်မိသွားတာစတာတွေပါ။အဲ့ဒါမျိုးတွေကိုအသေးအဖွဲလို့သဘောမထားပဲပြဿနာကြီးတွေလို့စိတ်ထဲမှာခံစားနေရင်စိတ်ချမ်းသာမှာမဟုတ်ဘူးစိတ်မချမ်းသာရင်ခေါင်းထဲမှာနောက်ကျနေလို့အရေးကြီးတဲ့အလုပ်တွေအတွက်မစင်စားနိုင်ပဲဖြစ်နေမယ်နောက်ပြီးမိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကိုလည်းအာရုံမထားနိုင်ဖြစ်နေမယ်ဒါကြောင့်မိတ်ဆွေဟာနောင်ကိုစိတ်ညစ်စရာစိတ်ဆိုးဒေါသထွက်စရာအဖြစ်တွေနဲ့ကြုံတွေ့ရင်အဲ့ဓာတွေဟာတကယ်အရေးကြီးတဲ့ကိစ္စတွေလားအရေးမပါတဲ့အသေးအဖွဲလေးတွေလားဆိုတာကိုသေချာဆန်းစစ်တဲ့အလေးကျင့်လုပ်ပါအရေးမပါတဲ့အသေးအဖွဲလေးတွေဆိုရင်အလေးထားစဉ်းစားမနေပါနဲ့ခေါင်းထဲကအမြန်ဆုံးထုတ်ပစ်လိုက်ပါခေါင်းထဲမှာအရေးကြီးတာတွေအတွက်ပဲနေရာချန်ထားပေးပါ